တောက်သမီးတို့အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာတောက်သမီးတို့ကိုသင်ကြားပေးမယ့်ခေါင်းစဉ်ကဆက်ရှဲအကြောင်းအရာပဲဖြစ်တယ်ဆက်ရှဲဆိုတာပါလေပတ်လန်းအခွဲကိုခေါ်ဆိုတာဖြစ်တယ်ဆက်ရှဲဘယ်နှခုရှိသလဲ၄ခုရှိတယ်ပေါ့နော်ဆက်ရှဲ၄ခုကဘာတွေလဲလို့ဆိုတော့ပြောရင် SPDF ၄ခုရှိနေပေါ့နော်အဲ့တော့အဲ့ဒီ SPDF ၄ခုရဲ့ long form တွေကိုဆိုတော့ G10 chapter 3မှာဆိုတော့လေ့လာခဲ့ပြီးသွားပြီ S ရဲ့ long form က shape P က principle D က diffuse F က fundamentals လို့ဆိုခေါ်တယ်ဟုတ်ပြီဆိုတော့ရှင်းမှာဆိုတော့ main share ၄ခုဆိုတော့ပြောခဲ့တယ်ပေါ့နော်ဒါတကယ်တမ်းရှိတာကတော့9ခုရှိတာပေါ့ဟုတ်ပြီဆိုတော့ set share မှာကျတော့တကယ်တမ်းရှိတာဒီ၄ခုပဲရှိတာနော် set share က၄ခုပဲရှိတယ်ဟုတ်ပြီဆိုတော့ဒါဆိုရင်အဲ့ဒီ set share ၄ခုနဲ့ပတ်သက်ပြီးဆိုတော့ဘာတွေလေ့လာရမလဲဆိုတော့အခုဆိုရင်set share ၄ခုမှာရှိတယ်ဆိုတော့အများဆုံးလက်ခံနိုင်တဲ့ electron ရေတွက်ပေါ့ဆိုတော့ maximum number of electron ပေါ့သူလဲဆိုတော့ရှိရ main share တွေနဲ့အတူတူပဲ main share တွေမှာဆိုတော့အများဆုံးလက်ခံနိုင်တဲ့ electron တွေရှိတယ်လို့ပဲ set share တွေမှာလည်းအဲ့ဒီ set share လေးတစ်ခုချင်းစီကနေလက်ခံနိုင်တဲ့အများဆုံးလက်ခံနိုင်တဲ့ electron တွေဆိုတာရှိတယ်ဒါလေးတွေဆိုတော့သိရမယ်နောက်တစ်ခုဆိုတော့အဲ့ဒီ set share လေးတွေရဲ့ပုံသဏ္ဍာန် shape ဒါတွေလေ့လာရမယ်ပေါ့နော်နောက်တစ်ခုအဲ့ဒီ set share လေးတွေမှာရှိတဲ့ orbital နော်ဆိုတော့ number of orbital ပလန်ဟာလာဒီညပြဆိုပဲလေ electron နေထိုင်တဲ့နေရာလေးတွေပေါ့အရေးအတွက်ကိုဆိုလေ့လာရမယ်ပေါ့နော် orbital ဆိုတော့ electron နေထိုင်တဲ့နေရာကိုခေါ်ဆိုတာပေါ့အဲ့တော့ electron နေထိုင်တဲ့နေရာအရေးအတွက်ဘယ်နှခုရှိသလဲဒါတွေလေ့လာရမယ်အဲ့ပထမဆုံးဆိုတော့စရအောင်အဲ့တော့ subshell လေးခုကဆိုတော့ SPDF ဆိုပြီးလေးခုရှိတယ်ကြည့်ပထမဆုံးဆိုတော့ S ဆိုတဲ့ subshell လေးမှာ electron အရေးအတွက်ဘယ်လောက်ထိနေနိုင်လဲဆိုရင်နှလုံးနေနိုင်တယ်ဘယ်နှလုံးလဲနှလုံးဟုတ်ပြီဆိုတော့ဒါဆိုရင် S subshell က electron နှလုံးလက်ခံနိုင်တယ်ဒါဆို P subshell ကကြတော့ဘယ်နှလုံးလက်ခံနိုင်လဲဆိုရင်6လုံးလက်ခံနိုင်တယ်ဒါကဆိုတော့အလွဲမှတ်မယ်ဆိုရင်ပထမ subshell exception မှာလက်ခံနိုင်တဲ့ electron တွေတက်ကိုဆိုတော့၄ပေါင်းလိုက်ပြီဆိုလို့ရှိရင် deception လက်ခံနိုင်တဲ့ electron တက်ကိုရမယ်ပေါ့နော်နောက်တစ်ခုဆိုတော့ D deception ကရောဘယ်နှလုံးလက်ခံနိုင်လဲ10လုံးလက်ခံနိုင်တယ်ဟုတ်ပြီသူလည်းအဲ့တိုင်းပဲအပေါ်က deception က electron တွေတက်ကို၄ပေါင်းလိုက်လို့ရှိရင်ရရှိသွားပြီနောက် F subshell ဒီဘယ်နှလုံးလက်ခံနိုင်လဲ14လုံးလက်ခံနိုင်တယ်ဟုတ်ပြီအဲ့တော့အဲ့ဒီ14ဆိုတာလေအပေါ်က deception ကလက်ခံနိုင်တဲ့ electron တွေတက်ကို၄လုံးပေါင်းလိုက်ရင်ရရှိသွားပြီဒါဆိုတော့မှတ်တဲ့အခါမှာ S ကဘယ်နှလုံးလဲ2လုံး P က6လုံး D က10လုံး F က14လုံးထိလက်ခံနိုင်တယ်ဟုတ်ပြီအဲ့မှာပုံသင်နည်းအားဖြစ်တော့ဆိုတော့မှတ်မယ်ဆိုရင်ပထမ subshell မှာရှိတယ်လက်ခံနိုင်တဲ့ electron ကို၄ပေါင်းရင်ဒုတိယ subshell ရဲ့ electron တွေကိုရရှိမှာဖြစ်တယ်เนาะဒါလေးကတော့အလွယ်နည်းမှတ်တာပေါ့ဟုတ်ပြီတော့ကျွန်တော်ဆက်ရအောင်အဲ့ဒီ subshell လေးတစ်ခုချင်းစီရဲ့ပုံသဏ္ဍာန်တွေဆိုရှိတယ်ဥပမာ S subshell လေးရဲ့ပုံသဏ္ဍာန်ကလေသူကဘယ်လိုပုံသဏ္ဍာန်ရှိလဲဆိုတော့ spherical လေဆိုနော် spherical ဆိုတော့စလုံးပုံသဏ္ဍာန်လေးရှိတယ်ပေါ့နော်စလုံးပုံသဏ္ဍာန်လေးရှိတယ် spherical shape လို့ဆိုလို့ပြောတယ်ပေါ့နော် P subshell မှာရှိတဲ့ electron လေးရဲ့ပုံသဏ္ဍာန်ကကြတော့သူက dumbbell shape လေပါတယ်လေ dumbbell ပေါ့ dumbbell တော့ဆိုတော့ဘာကိုပြောတာလဲဆိုတော့ဟိုမှာအားကစားသမားတွေဆိုတော့အလေးမားတဲ့အခါမှာသုံးတယ်ဟာလား weight တုံးလေးလိုမျိုးပေါ့နော်သူ့ရဲ့ပုံသဏ္ဍာန်ကအဲ့လိုရှိတယ်ဒါကြောင့်သူ့ကို dumbbell shape လို့ဆိုတော့ခေါ်တယ်နောက် D subshell ရဲ့ shape ကကြတော့ဘယ်လိုပုံသဏ္ဍာန်လဲဆိုတော့ double dumbbell shape ပေါ့နော် double dumbbell အဲ့တော့ dumbbell တုံးလေးနှစ်ခုတစ်ခုနဲ့တစ်ခု crossing ချထားတဲ့ပုံစံလေးနဲ့တွားတူလို့သူ့ကိုဘာလို့ခေါ်လဲဆိုတော့ double dumbbell shape လို့ခေါ်တယ်ဒါဆိုတော့ F subshell ရဲ့ shape ကကြတော့အများကြီးပဲရှိတယ်တော့ complex ပေါ့ဆိုတော့သူ့ရဲ့ shape ကတော့ဆိုတော့ရှုပ်ထွေးတယ်ဒါကြောင့်ဆိုသူ့ရဲ့ shape ကိုတော့ဒီမှာကြည်တွဲမှာထည့်မပြောတော့ဘူးအဲ့တော့၃ခုကိုပဲဆိုတော့မှတ်ရမယ်ပေါ့နော် S ရဲ့ shape က spherical shape P က dumbbell shape D က double dumbbell shape ရပြီနော်အဲ့ဒါပြီးတဲ့အခါမှာဆိုတော့ဟုတ်ပြီဆိုတော့ number of orbital အကြောင်းလေးဆိုတော့ဆက်ရအောင် number of orbital ဆိုတာဘာကိုခေါ်တာလဲကျွန်တော်ခုနကတော့ပြောခဲ့တယ်ဟာလား F subshell ကလက်ထုံမလုံးလက်ခံတယ်လေနှလုံးလက်ခံနိုင်တယ် P က6လုံး D က10လုံး F က14လုံးကျွန်တော်ခုနပြောခဲ့တယ်ဟုတ်ပြီအဲ့ဒီ subshell လေးတွေမှာလက်ခံနိုင်တဲ့ electron တွေကလေသူကဘယ်လိုနေကြသလဲလို့ကျွန်တော်ပြောရင်သူက orbital လို့ခေါ်တယ်သူက balance လေးတရားပြဆို orbital လို့ခေါ်တယ်သူကနေရာလေးတွေပေါ်မှာနေကြတာပေါ့လေအဲ့တော့အဲ့ဒါလေးဆိုတော့ဒီမှာနားလည်အောင်ကျွန်တော်နမူနာလေးပြပါမယ်ဥပမာဆိုပါလို့ဆိုတော့ main shade တစ်ခုပေါ်မှာ subshell လေးတွေကဘယ်လိုအနေထားရှိနေသလဲပေါ့နော်ဥပမာဆိုတော့ဒါကြီးက main shade ဆိုပါစို့ main shade နော်အဓိကပတ်လန်းကြီးပေါ့ဒါဆိုဥပမာအဖြစ်ဆိုပြောရမယ်ဆိုရင်တော့ဟုတ်လားဟိုမော်တော်ကားတွေဆိုတော့သွားတယ်ဟုတ်လားလမ်းမကြီးလို့ပေါ့နော်ဒါလမ်းမကြီးကြီးပေါ့ဟုတ်ပြီအဲ့ဒီလမ်းမကြီးဆိုတော့တင်းရပြီဆိုတော့အခုဒီမှာဘာလို့ခေါ်လဲဆိုတော့ main shade လို့ခေါ်တာပေါ့ဒါကြီးကဘာကြီးလဲ main shade ပေါ့နော်ဒါလမ်းမကြီးပေါ့ဟုတ်ပြီအဲ့ဒီလမ်းမကြီးပေါ်မှာဆရာဒီမှာဟုတ်လားလမ်းကြောင်းလေးဆိုပြန်ခွဲလိုက်မယ်နော်လမ်းကြောင်းလေးစားခွဲလိုက်ပြီဒါဆိုတော့ဟုတ်ပြီဒါဥမာဆိုတော့ရန်ကုန်မြို့တွေမှာဟာလာဒီလိုတွေ့ဘူးလိမ့်မယ်အလဲကောင်းဆိုတော့ဒါ line လေးဆွဲလိုက်ပြီဆိုရင် line ကနှစ်ဖက်ဖြစ်သွားပြီเนาะဒါဆိုတော့မြန်မာလိုပြောရင်တော့နှစ်လမ်းသွားလို့ခေါ်တာပေါ့เนาะနှစ်လမ်းသွားပုံစံလေးဖြစ်သွားပြီဒါအလဲကနေဆိုဖြတ်ဆွဲလိုက်တဲ့ခါမှာ
နောက်တစ်ခုဆိုတော့ဒီဘက်ကနေဒီဘက်လမ်းလေးရနောက်တဲ့ဆိုတော့အလေကနေနောက်တစ်ခုထပ်ပြီးဖြတ်ဆွဲလိုက်မယ်ပြီးဒီဘက်လမ်းကလည်းနောက်တဲ့ဆိုတော့အလေကနေနောက်တဲ့တစ်ခုဖြတ်ဆွဲလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့လိုဆိုတော့ဆွဲလိုက်တဲ့အခါမှာကဲဒီလမ်းမာကြီးပေါ်မှာဆိုတော့ language လေးဘယ်နှခုဖြစ်သွားလဲ၄ခုဖြစ်သွားပြီเนาะဆိုတော့၄ခုဖြစ်သွားပြီအဲ့ဒီ၄ခုကိုဆိုတော့ဘာလို့ခေါ်တာဆိုတော့အဲ့ဒီ language လေး၄ခုဆိုတော့ subshare လို့ခေါ်တာဘာလို့ခေါ်တာလဲ subshare အဲ့တော့ဟုတ်ပြီဆိုတော့ဒါပထမ language လေးဆိုတာ s လို့ဆရာပေးလိုက်ပြီပထမ language လေးက s ဒုတိယ language လေးရဲ့နာမည်ကို b လို့ပေးလိုက်မယ်တတိယ language နာမည်ကို d လို့ပေးမယ်စတုတ္ထ language နာမည်ကို f လို့ပေးမယ်ရပြီနော်ဒါဆိုတော့ language လေးဘယ်နှခုရှိလဲ၄ခုရှိတယ်အဲ့တော့ခုနကဆရာပြောခဲ့တယ်ဒီ s ဆိုတဲ့ language လေးမှာအလားတူဘယ်လုံးလက်ခံနိုင်လဲနှလုံးလက်ခံနိုင်တယ် P ကဘယ်နှလုံးလဲ6လုံးလက်ခံနိုင်တယ် D က10လုံး F က14လုံးလက်ခံနိုင်တယ်ခုနကကျွန်တော်ပြောခဲ့တယ်နော်ဒါဆိုဒီ S subshare ပေါ်မှာနေနိုင်တဲ့ electron တွေကဘယ်နှလုံးလဲနှလုံးဒါဆိုရင်အဲ့ဒီ electron လေးနှလုံးကဘလို့နေကြတယ်လဲလို့ဆိုတော့သူတို့က orbital လို့ခေါ်တယ်သူကထိုင်ကုန်လေးပေါ်မှာနေကြတယ်ဒါဆိုနားလည်အောင်လွယ်အောင်ပြောနော်နားလည်လွယ်အောင်ပြောတာပါဥပမာဆိုတော့ထိုင်ကုန်လေးရှိတယ်ဆိုပါစို့ဥပမာကျွန်တော်ပြင်ပမှာဆိုရင်ထိုင်ကုန်တစ်လုံးဆိုရင်လူဘယ်နှယောက်ထိုင်လို့ရလဲလူ2ယောက်ထိုင်လို့ရတယ်လူ2ယောက်ထိုင်လို့ရတယ်2ယောက်ထိုင်လို့ရတယ်ဒီမှာ electron လေးတွေကြတော့အဲ့လိုမဟုတ်ဘူး electron တွေကြတော့သူကထိုင်ကုန်တစ်လုံးမှာလူ2ယောက်ထိုင်လို့ရတယ်ထိုင်ကုန်တစ်လုံးမှာ2ယောက်ထိုင်လို့ရတယ်ဆိုတော့ထိုင်ကုန်တစ်လုံးမှာ electron 2လုံးနေလို့ရတယ်ဒါကြောင့်ဥမာဆိုတော့ဟုတ်ပြီ s မှာ electron ဘယ်နှလုံးလက်ခံနိုင်လဲ2လုံးလက်ခံနိုင်တယ်ဒါဆိုတော့2လုံးလက်ခံနိုင်တယ်ဆိုရင်အဲ့ဒီ s မှာကလယ်ထိုင်လေးဘယ်နှလုံးလိုမလဲတစ်လုံးပဲလိုမယ်ဘာကြောင့်လဲသူကကလယ်ထိုင်တစ်လုံးမှာ electron ဘယ်နှလုံးလက်ခံနိုင်လေနှလုံးလက်ခံနိုင်တယ်ဒါဆိုတော့ electron နှလုံးနေနိုင်တယ်ဆိုတော့ electron လေးတစ်လုံးပဲလိုတယ်ဒါဆိုရင် p ရကြတော့ electron ဘယ်နှလုံးလက်ခံနိုင်လဲ6လုံး6လုံးဆိုလို့ရှိရင်ဆိုတော့အဲ့ဒီ electron 6လုံးအတွက်ဆိုရင် electron လေးဘယ်နှလုံးလိုမလဲ3လုံးလိုမယ်1 2 3လုံးလိုတယ်ပေါ့နော်ဥပမာဒီမှာ electron ဘယ်နှလုံးရှိလဲ10လုံးရှိတယ်ဒါဆိုရင် electron 10လုံးထိုင်ဖို့ဆိုရင် electron လေးဘယ်နှလုံးရှိရမလဲ5လုံးရှိရမယ်1 2 3 4 5ဘာကြောင့်လဲဆိုတော့ခုံတစ်လုံးမှာဘယ်နှလုံးနေနိုင်လဲနှလုံးနေနိုင်တယ်ဆိုတော့ဒါဆိုရင် electron 10လုံးဆိုတော့ဘယ်နှလုံးလိုလဲ5လုံးလိုတယ်ဒါဆိုရင် F မှာကျတော့ electron ဘယ်နှလုံးရှိရလဲ14လုံးဒါဆိုကျတော့အဲ့ဒီ electron 14လုံးအတွက်ဆိုရင်ခုံလေးဘယ်နှလုံးလိုမလဲ9လုံးလိုမှာပေါ့1 2 3 4 5 6ခုံရပြီနော်ဒါဆိုကျွန်တော်မှတ်မယ်အဲ့တော့ S မှာ electron တွေနေထိုင်ဖို့အတွက်ဆိုရင်ခုံလေးဘယ်နှလုံးလိုလဲတစ်လုံးပဲလိုတယ်အဲ့ဒါကိုဆိုတော့ဘာလို့ခေါ်လဲဆိုတော့ number of orbital လို့ခေါ်တာဘာလို့ခေါ်တာလဲ number of orbital လို့ခေါ်တယ်ဟုတ်ပြီနော် orbital အရေးအတွက်လို့ခေါ်ဒါဆိုတော့ f section မှာဆို orbital လေးဘယ်နှခုရှိမလဲတစ်ခုပဲရှိမယ်ပြီးမှဆိုရင် orbital ဘယ်နှခုရှိလဲ3ခုရှိတယ်ဒီမှာဆိုရင် orbital 5ခုရှိတယ် f မှာ orbital ဘယ်နှခုရှိလဲ9ခုရှိတယ်အဲ့ဒါကိုဆိုတော့ဘာအရေးအတွက်လို့ခေါ်လဲဆိုတော့ orbital အရေးအတွက်လို့ခေါ်တယ်ပေါ့နော်အဲ့ဒါဆိုတော့လက်ခံနိုင်တဲ့ electron အရေးအတွက်နဲ့ orbital အရေးအတွက်ကိုဆိုတော့ကြည့်တဲ့အခါမှာ orbital အရေးအတွက်ဟာလက်ခံနိုင်တဲ့ electron ရဲ့အရေးအတွက်ရဲ့တဝက်ရှိတယ်ဟိုမှာနှလုံးဆိုရင် orbital က1ပေါ့နော်6လုံးဆိုရင်3 10လုံးဆိုရင်5 14လုံးဆိုရင်7ပေါ့နော်ဒီလိုမျိုးဆိုတော့ရှိပါမယ်အဲ့တော့ဒါဆိုတော့ orbital အကြောင်းနားလည်သွားပြီနောက်ဆို s မှာ orbital ဘယ်နှခုရှိလဲဆိုတော့ s မှာ orbital ဘယ်နှခုရှိလဲတစ်ခုရှိတယ် p မှာ orbital 3ခု d မှာ orbital 5ခု f မှာ orbital 9ခုရှိတယ်ဟုတ်ပြီဒါလေးဆိုတော့တွဲပြီးမှတ်ရမယ်နော်အဲ့တော့ဒါဆိုဆက်ပြောပြီခုနရှေ့မှာတော့လည်းဆိုပြောခဲ့တယ် main share တွေထဲမှာစွမ်းရည်အနေဆုံး main share ကဘာလို့ပြောခဲ့လဲ k share လို့ဆိုပြောခဲ့တယ်နော်အဲ့တော့စွမ်းရည်အနေနဲ့ပတ်လန်းလို့ဆိုကြည့်တဲ့အခါမှာ electron လက်ခံနိုင်စွမ်းရပါဖြစ်လဲနေပါတယ်ပေါ့နော်အဲ့တော့ electron လက်ခံနိုင်မှုနေနေဆိုလို့ရှိရင် electron ရဲ့အတွက်နည်းနည်းပဲလက်ခံနိုင်ရင်အဲ့ဒါဆိုတော့စွမ်းရည်နေနေလို့ဆိုခေါ်တာပေါ့အဲ့တော့ဒီမှာဆိုတော့ကြည့်အောင် SPDF ပေါ့ section လေးခုရှိတယ်အဲ့ဒီ၄ခုမှာ S က electron ရဲ့အတွက်နှလုံးပဲလက်ခံနိုင်တယ်ဒါဆိုရင် electron ရဲ့အတွက်လက်ခံနိုင်မှုအနည်းဆုံးက S ဖြစ်တဲ့အတွက်ကြောင့်လေဒီ section ၄ခုထဲမှာစွမ်းရည်အနေဆုံး section ကိုပြောပါဆိုရင်စွမ်းရည်အနေဆုံး section ကဘာလဲလဲ S subshare ဒါကြောင့်ဆိုတော့ဒီမှာရေးထားပါတယ် the lowest energy subshare is S subshare လေစွမ်းရည်အနေဆုံး subshare ကဘာလို့လဲလို့မေး S subshare ဖြစ်ပါတယ်အဲ့ဒါရှေ့မှာဆိုပြောခဲ့တယ်စွမ်းရည်အမြင့်ဆုံးဟာလားစွမ်းရည်အနေဆုံး main share ကဘာလို့လဲ K share ခုစွမ်းရည်အနေဆုံး subshare ကဘာလို့လဲ S subshare ဒါဆိုကျွန်တော်ရပြီထင်ပါတယ်နော်ဒါဆိုဟုတ်ပြီဆိုတော့အဲ့တော့ subshare လေးတွေအကြောင်းဆိုပြောပြီးတော့ဆိုတော့ခု electron ရဲ့တိဆောက်ပုံနဲ့ပတ်သက်ပြီးတော့မှပြောထားတဲ့ principle တွေ rules တွေကိုစပြီးတော့လေ့လာရအောင်အဲ့တော့ electronic structure of atom ပေါ့ atom ရဲ့ electron တိဆောက်ပုံနဲ့ပတ်သက်ပြီးဆိုတော့ပြောထားတဲ့ principle ကနှစ်ခုရှိပါတယ် principle နှစ်ခုနဲ့ rules တစ်ခုရှိတယ်ပေါ့နော်ပထမအဆုံး principle နာမည်ကပါလဲ of Bohr principle လို့ခေါ်တယ်
ဘာလဲလဲ Oppo principle ဒုတိယ principle က poly exclusion principle တတိယကကြတော့ home rules လို့ဆိုခေါ်တယ်ဒါဆိုတော့ electronic structure နဲ့ပတ်သက်ရင်ဆိုတော့ principle နှစ်ခုနဲ့ rule တစ်ခုရှိတယ်ဒါလေးစမှတ်မယ်နော်အဲ့တော့ဟုတ်ပြီဆိုတော့ Oppo principle ကဘာပြောထားတယ်လဲဒါလေးဆိုကြည့်အောင်ဒါလေးလို့ဆိုဒီမှာဆိုအလွယ်လေးပဲကြာရင်ပြောလိုက်ပါမယ်နော် Oppo principle ကကြတော့electron တွေကိုဆိုတော့ဖြည့်တဲ့အခါမှာ electron တွေနော်ပလန်းတွေမှာ electron တွေကိုဖြည့်တဲ့အခါမှာသူကစွမ်းရည်နေရာကနေမြင့်ရာသို့ဖြည့်ရတယ်တော်တယ်ပြောတာလေစွမ်းရည်နေရာမှာမြင့်ရာသို့ဖြည့်ရမယ်လို့ Oppo principle ကပြောထားတယ်ဟုတ်ပြီစွမ်းရည်နေရာကနေမြင့်ရာဆိုတာဘာကိုခေါ်တာလဲအဲ့တော့ electron တွေနေထိုင်တဲ့ပလန်းတွေမှာဆိုတာစွမ်းရည်အနေအမြင့်တွေမတူညီကြဘူးအဲ့တော့မတူညီကြတဲ့အဲ့ဒီအနေထားမှာဘယ်ပလန်းကစွမ်းရည်နေတာလဲဘယ်ပလန်းကစွမ်းရည်မြင့်တယ်လဲဆိုတာကွာတည်ထားမှရမယ်တော့ဟုတ်ပြီစွမ်းရည်အနေမြင့်လေးဆိုတော့စီရအောင်ဆိုတော့ကျတော့ပထမဆုံးရှေ့မှာဆိုပြောခဲ့တယ် main shell လေးဆိုပြန်ပြောမယ်ရှေ့မှာဆို main shell ၄ခုပြောခဲ့တယ်နော် main shell ၄ခုကပါတယ်လေ K L M N ဟုတ်ပြီနော်ဆိုတော့ main shell ၄ခုပြောခဲ့တယ်ပေါ့အဲ့မှာဆိုတော့ K main shell ရဲ့ shell number ကဘယ်လောက်လဲ1 L က2 M က3 N က4ဒီတီကြောက်ပြောခဲ့ပြီးပါပြီเนาะဒါဆိုဟုတ်ပြီဆက်ပြောရအောင် K ဆိုတဲ့ main shell မှာအများဆုံးလက်ခံနိုင်တဲ့ electron တွေအတွက်ဘယ်လောက်ရှိသလဲ K မှာနှလုံး K ကနှလုံးလက်ခံနိုင်တယ်ဟုတ်တယ် L ကဘယ်နှလုံးလက်ခံနိုင်လဲ L က8လုံးလက်ခံနိုင်တယ်ဟုတ်ပြီ M ကရော18လုံးလက်ခံနိုင်တယ် N ကဘယ်နှလုံးလက်ခံနိုင်လဲ32လုံးလက်ခံနိုင်တယ်ဒါကြောင့်ရှိမှာပြောထားပြီးသွားပြီเนาะဟုတ်ပြီဒါဆိုတော့ပြန်စဉ်းစားကြည့်အောင်ဒီလိုမျိုး main shell ကြီးတွေရဲ့အပေါ်မှာဆိုတော့ဘာလေးရှိလဲဆိုတော့ sub shell လို့ခေါ်တဲ့ဒီလိုပတ်လန်းခွဲလေးတွေကရှိကြတဲ့အခါကြတော့ဆိုတော့ဟုတ်ပြီဒီ main shell ဆိုတဲ့ K main shell ကိုစပြီးစဉ်းစားကြည့်အောင် K ဆိုတဲ့ main shell ကြီးမှာလက်ခံနိုင်တဲ့ electron တွေကဘယ်နှလုံးပဲလက်ခံနိုင်တယ်နှလုံးပဲလက်ခံနိုင်တယ်ဒါဆိုရင် electron နှလုံးလက်ခံနိုင်တဲ့အတွက်ကြောင့်ဒီ sub shell လေး၄ခုတည်းကဘယ်သူပဲဆိုရှိမလဲဆိုရင် electron နှလုံးလက်ခံနိုင်တဲ့ S sub shell လေးပဲရှိတယ်ဒါကြောင့်ဆိုတော့ K ဆိုတဲ့ main shell ကြီးမှာ sub shell လေးတစ်ခုပဲရှိတယ်။ဘာလဲအဲ့ဒါက S ဆိုတဲ့ sub shell လေးတစ်ခုပဲရှိတယ်။ဘာလို့လဲ S ကဘယ်နှလုံးလက်ခံနှလုံးလက်ခံနိုင်တော့ဒီမှာနှလုံးဆိုတော့ကွက်တီပဲ။ဒါတော့ဟုတ်ပြီနော် L ကဘယ်နှလုံးလက်ခံနိုင်လဲ၈လုံးလက်ခံနိုင်တယ်။ဒါဆို၈လုံးလက်ခံနိုင်တော့ကျွန်တော်ပြန်ကြည့်အောင် sub shell လေးခုထဲမှာ၈လုံးရဖို့အတွက်ဆိုတော့ဘာနဲ့ဆိုတော့ဖြစ်ရမလဲဆိုတော့ S နဲ့ P နဲ့ပေါင်းမှဘယ်နှလုံးရမှာလဲ၈လုံးရမယ်။ဒါကြောင့်ဆိုတော့ဒါဆို L ဆိုတဲ့ main shell မှာ sub shell လေးနှစ်ခုရှိတယ်။ S ရယ် P ရယ်ဆိုပြီးတော့နှစ်ခုရှိတယ်။ M ကိုဆက်စဉ်းစားကြည့်အောင် M ကဘယ်လုံးလက်ခံတယ်လဲ18လုံး18လုံးဆိုတော့သူ့မှာပလန်းကွဲလေးဘယ်နှခုရှိရမလဲ3ခုရှိမှာပေါ့ဒါမှဆိုတော့2 6 10ပေါင်းဘယ်လောက်ဖြစ်အောင်လဲ18ဖြစ်သွားမှာပေါ့ဒါဆိုတော့ M ဆိုတဲ့ main shell မှာပလန်းကွဲဘယ်နှခုရှိလဲ3ခုရှိတယ် S B D 3ခုရှိတယ်ဒါတော့ M ကိုဆက်ကြည့်အောင် M မှာကျတော့ဆိုတော့အများဆုံး electron ဘယ်လောက်လက်ခံနိုင်လဲ32လုံးလက်ခံနိုင်တယ်လို့ပြောတာဒါတော့32လုံးဖြစ်ဖို့ဆိုတော့ကဲဇောကြည့်အောင်ဒီမှာဆိုတော့ဒီထိရဘယ်လောက်လဲ18လုံး18လုံးနဲ့14လုံးနဲ့ပေါင်းပါ32လုံးဒါဆိုဟုတ်ပြီဒါလို့ဆိုတော့ M ဆိုတဲ့ main shell မှာဆိုရင် balance ခွဲဘယ်နှခုရှိရမလဲဘယ်နှခုရှိရမလဲ4ခုရှိရမယ် S P D F 4ခုရှိရမယ်ဒါဆိုတော့ဒီမှာရေးပြီး S P D F 4ခုရှိရမယ်ရပြီနော်ကဲဟုတ်ပြီအဲ့ဒါပြီးရဲ့အခါမှာဆိုတော့ဘာဆက်လုံးလဲဆိုတော့ K ဆိုတဲ့ main shell ရဲ့ဆိုတော့ shell number ပြန်ကြည့်အောင် K ရဲ့ shell number က1ဒါဆိုတော့သူ့ရဲ့ balance ခွဲရှိမှာ1လို့ဆရာထည့်လိုက်ပြီ L က2ဒါဆိုတော့2ထည့်လိုက်ပြီ M က3ဆိုတော့3ပေါ့ N က4ဆိုတော့4ဒီလိုရေးလိုက်ပြီဒီထိရလားဟုတ်ပြီဒါဆိုဆက်ရအောင်ပြီးရင်ဆရာဘာလုပ်မလဲဆိုတော့ဒီဟာလေးဆိုဝိုင်းထားမယ်ပေါ့နော်ဝိုင်းထားမယ်ကလေးတွေဝိုင်းထားမယ်ပေါ့အခုကျွန်တော်တို့ဘာလုပ်မှာလဲဆိုတော့စွမ်းရင်နေရာကနေမြင့်ရာကိုဆိုတော့စီမှာပေါ့လေဒီပတ်လန်းလေးတွေမှာဘယ်စွမ်းရင်ဘယ်ပတ်လန်းကစွမ်းရင်နေတယ်လဲဘယ်ပတ်လန်းကစွမ်းရင်မြင့်တယ်လဲဆိုတော့ကျွန်တော်ဒါစီမှာပေါ့ဟုတ်ပြီဆိုတော့အခုဒီမှာဝိုင်းနေပြီးသွားပြီဝိုင်းပြီးသွားပြီဆိုတော့ကဲဆိုတော့စရအောင်ပထမအဦးဆုံးဘာလုပ်မလဲဆိုတော့ဒီအပေါ်ကဒီဟာလာဝါနာဆိုတဲ့ပတ်လန်းလေးကိုဆိုတော့ပထမအဦးဆုံးတစ်စောင်းမြားလေးထိုးလိုက်ပြီမြားလေးတစ်စောင်းထိုးလိုက်ပြီပေါ့နော်ကဲမြားလေးတစ်စောင်းစပြီးထိုးလိုက်ပြီကဲထိုးလိုက်တဲ့အခါမှာ oneness ကိုရောက်သွားပြီ oneness ရဲ့အောက်မှာဆိုတော့ဆက်သွားစရာရှိသလားမရှိဘူးမရှိဆိုတော့ဒုတိယအလုံးလေးကိုနောက်ကမြားလေးထပ်ပြီးထိုးမယ်ဒုတိယပတ်လန်းလေးကိုမြားလေးဆက်ထိုးကဲဆက်ထိုးလိုက်ပြီဒုတိယပတ်လန်းကပါလဲ 2s အောက်မှာနောက်ထပ်သွားစရာရှိလားမရှိဘူးမရှိရင်ဆိုတော့နောက်ထပ်တစ်ခုမြားလေးဆက်ထိုးမယ်တတိယ
ခုမြလေးဆက်ထိုးပြီကဲဟုတ်ပြီ 2p ကဲ 2p အောက်မှာဆက်သွားစရာရှိလားရှိတယ်ဒါဆို 2p အောက်ကိုဆက်သွားမယ် 2p ပြင်ပါလားလေ 3r ကဲ 3r အောက်မှာရှိလားမရှိဘူးမရှိရင်ဆိုတော့နောက်ထပ်တစ်ခုလမ်းကြောင်းလေးကူးမယ်ပြီးမြလေးပြန်ထိုးမယ်ဒါဆိုဘယ်ကိုရောက်သွားပြီလဲ 3p အောက်မှာရှိသလားရှိတယ် 3p အောက်မှာ 4s ရှိတယ် 4s အောက်မှာရှိသလားမရှိတော့ဘူးဒါဆိုမရှိရင်ပြန်တက်မယ်ဆိုတော့နောက်ထပ်တစ်ခုမြလေးဆက်ထိုး 3d 3d အောက်မှာရှိလားရှိတယ် 3d အောက်မှာဘယ်လိုရှိလဲ 4p ရှိတယ်ကဲဟုတ်ပြီဆက်မြင်ဆိုတော့ 4p အောက်မှာရှိလားရှိတယ်ရှိတယ် 4p အောက်မှာရှိတယ်ဘာရှိတယ်လဲဆိုတော့ကျွန်တော်ဒီမှာရေးထားတာ main shell 4ခုပဲရေးထားတာဆိုတော့ရှင်းမှာပြောခဲ့တယ် main shell ဒီဘယ်နှခုရှိရလဲခုနှစ်ခုရှိတာလေဒါဆိုတော့4ပြီးရင်ဆိုတော့ဒီမှာတော့9ပေါ့ KLMN ပြီးပါလားအိုလာအောင်မှာဒါကြောင့်သူကဒီအောက်မှာဆိုတော့ရှိသေးတယ်ဒါဆိုတော့ဒီအောက်မှာရှိသေးတဲ့အတွက်ကြောင့်ဒါကိုဆိုတော့မရေးထားတဲ့အတွက်ကြောင့်ဒီမှာဒီမဲ့ဆရာကိုရက်လိုက်တော့မယ်ပေါ့နော်အဲ့တော့ဆိုတော့ပြန်ကြည့်အောင်ဒီမြားလေးတွေဆိုတော့အစင်လိုက်ပြန်သွားမယ်ပေါ့နော်ပထမအဆုံးမြားလေးကဘယ်ဟာစလဲ 1s ကစတယ် 1s ပြီးတော့ဒုတိယမြားလေးကိုကြည့်တော့ 2s ပြီးတော့တတိယမြားက 2p ပြီးရင်ပါလားလေ 3s ပြီးနောက်ထပ်မြားလေးတစ်ခုကြည့်တော့ 3p ပြီးရင် 4s လာတယ် 4s ပြီးရင်နောက်ထပ်မြားက 3d ပြီးတော့ 4p အောင်မှာနောက်ထပ်ရှိသေးလားရှိသေးတယ်เนาะဒါပေမဲ့ဆိုတော့ဘယ်ဟာမှမသိလို့ဆိုတော့ဒီတိုင်းပဲထားလိုက်မယ်ပေါ့ဒီအဲ့ဒါလေးဆိုတော့ဒီမှာအစီအစဉ်လိုက်ဆောင်ပြန်ရေးမယ်ပထမအဆုံးဘယ်ဟာစလဲဆိုတော့ဟိုမြားလေးက 1s ကစားတယ်ဒါကြောင့်ဆရာရေးလိုက်ပြီ 1s ပြီးရင်ပါလားလေဒုတိယက 2s ပြီးရင်ပါလားလေ 2p ပြီးရင်ပါလားလေ3s 2p ပြီးရင် 3s ပြီးရင်ပါလားလေ 3p ပြီးရင်ပါလားလေ 4s ပြီးရင် 3d ပြီးရင် 4p ပြီးရင်နောက်မှရှိသေးတယ်။ရောင်းအဲ့ဒါလေးဆိုတော့မသိတဲ့အတွက်ကြောင့် etc လေးဆိုတော့ထည့်လိုက်မယ်။ရပြီနော်။အဲ့ဒါဆိုရင်ကျွန်တော်တို့ပြန်ကြည့်အောင်။အဲ့တော့ဒီမှာကျွန်တော်တို့အခုရေးလိုက်တဲ့အစီအစဉ်ရဆိုရင် 1s ပြင်လာတယ် 1s ပြီးတော့ 2s 2p 3s 3p 4s 3d 4p ဒီဆိုတာရေးပြီးသွားပြီဒါဆိုရင်ကျွန်တော်အခုရေးခဲ့တဲ့အစီအစဉ်ဟာအဲ့ဒါဆိုတော့စွမ်းရင်နေရန်ကနေမြင့်ရကိုသွားတယ်ဟာအစီအစဉ်ပဲဖြစ်တယ်ဒါတို့ပြောနေတာကဒီပတ်လန်းတွေထဲမှာစွမ်းရင်အနေဆုံးကဘာတူလဲ 1s ကစွမ်းရင်အနေဆုံး 1s တက်ဘာတူအမြင်လဲ 2s တက် 2p ထက် 3s ထက် 3p ဒီလိုမျိုး single ပါပြီးတော့လဲဆိုတော့စွမ်းရင်ကမြင့်သွားတာပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်အလက်ထုံတွေကိုဖြည့်တဲ့အခါကျရင်လေသူကဘယ်လိုဖြည့်ရမလဲစွမ်းရင်နှိမ့်တဲ့ပတ်လန်းကနေစပြီးတော့မှမြင့်တဲ့ပတ်လန်းစီကိုတဖြည်းဖြည်းမလုပ်သွားရမယ်ဖြည့်သွားရမယ်အဲ့ဒါကိုဆိုတော့ဘယ်မှာပြောထားတာလဲဆိုတော့သူက off board principle မှာသူကပြောထားတာပေါ့လေဒါဆိုတော့ off board principle လေးဆိုပြန်ကြည့်အောင် off board principle ဆိုတာကလေသူကလက်ထုံတွေကိုဖြည့်တဲ့အခါမှာစွမ်းရင်နေရာကနေမြင့်ရာသို့ဖြည့်ရမယ်လို့ပြောထားတယ်ဒါခုနကဆရာဆွဲပြခဲ့တဲ့ပုံလေးပါเนาะအဲ့တော့ကျွန်တော်ဒီမှာ order of failing orbital ပေါ့เนาะအဲ့ဒါ orbital ပတ်လန်းတွေကိုဆိုတော့ electron ဖြည့်တဲ့အစီအစဉ်ကိုဆိုတော့ပြောပါဆိုရင်ဒီမှာတော့ဘယ်ဟာစဖြည့်ရမလဲ 1s ပြီးရင် 2s ပြီးရင် 2p 3s 3p 4s 3d 4p ပေါ့เนาะဒီထိဆိုတော့ဖြည့်လို့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါဆိုရင်ဥပမာဆိုတော့တစ်ခုပေါ့နမူနာဆိုတော့ lithium လေးကိုဆိုတော့စပြီးတော့နမူနာလေးဖြည့်ပြမယ် lithium ဆိုပါတော့ဒီဆိုကြည့်အောင်ဥပမာဆိုတော့ lithium လေးဆိုတော့စပြီးဖြည့်ပြမယ်ပေါ့နော် lithium atomic number ဘယ်လောက်လဲ3ပေါ့ကဲ atomic number 3ဆိုတော့ဒါ G10 မှာတည်းဆိုတော့တည်ခဲ့ပြီးသွားပြီသူ့မှာ electron ဘယ်လုံးရှိလဲ3လုံးရှိတယ်ကဲ electron 3လုံးဆိုတော့ဖြည့်မယ်တော့ပထမအဦးဆုံးဆိုတော့ဘယ်ဟာပတ်လန်းကိုရင်စဖြည့်မလဲ 1s ကိုရင်စဖြည့်မယ်ကဲတော့စပြီးဆိုတော့ 1s ကဆိုတော့ပြောခဲ့တယ် s orbital က electron ဘယ်လုံးလက်ခံနိုင်လဲs orbital ကနှလုံးထိလက်ခံနိုင်တယ်ဒါဆိုကျွန်တော်ဟုတ်ပြီ electron နှလုံးထည့်လိုက်ပြီ 1s 2ပေါ့ဟုတ်ပြီဆိုတော့ s orbital မှာနှလုံးထည့်ပြီးသွားတော့ electron နှလုံးရှိရလဲ3လုံးတစ်လုံးကျန်နေသေးတယ်ဟုတ်လားဆိုကျန်တဲ့တစ်လုံးကိုဆိုတော့ဆက်ဖြည့်မယ်ဆိုတော့ဘယ်လိုသွားမလဲ 2s ကိုဆိုကူးမယ် 2s မှာဘယ်နှလုံးထည့်မှာလဲဆိုတော့တစ်လုံးပဲထည့်မှာ 2s 1ပေါ့ဟုတ်တယ်နော် s ကလက်ခံနိုင်တာကဘယ်နှလုံးလဲနှလုံးထိလက်ခံနိုင်တယ်ဒါပေမဲ့ဆိုတော့တစ်လုံးပဲထည့်လေရတယ်ဆိုတဲ့ဘောက2ယောက်အိတ်ခရင်မှာ2ယောက်အိတ်လဲရတယ်1ယောက်အိတ်လဲရတယ်ဒါပေမဲ့2ယောက်ထပ်ပို့ပြီးအိတ်လို့မရဘူးဒီသဘောတရားလိုပဲပေါ့နော်ဆိုတော့နှလုံးလက်ခံနိုင်တဲ့နေရာမှာတစ်လုံးနဲ့ဖြည့်ရင်ရတယ်ပေါ့နော်ဒါပေမဲ့ဆိုတော့ဒီနေရာမှာ3လုံးသွားဖြည့်လို့တော့မရဘူးဒါလေးနားလေးရအောင်အဲဆိုတော့ပြီးသွားပြီပေါ့နောက်တစ်ခုဆိုတော့ဥမာလေးဆိုတော့နော်ဆက်ကြည့်အောင်ဥပမာဆိုတော့ oxygen ဆိုပါတော့ဆိုတော့ oxygen လေးဆက်ပြောရအောင် oxygen ဆိုတော့ atomic number ဘယ်လောက်လဲ 8 ရှိတယ်ပေါ့နော်ကဲဆိုတော့သူ့လည်းဖြည့်မယ်ပထမဆုံးစာကြည့်မယ် atomic number 8လို့ပြောတော့သူ့မှာ electron ဘယ်လုံးရှိလဲဆိုတော့10လုံးရှိတယ်ကဲပထမဆုံးဆိုတော့ဘယ်ကိုရင်စဖြည့်မလဲ 1s ကိုရင်စဖြည့်မယ်ကဲ 1s မှာဘယ်လိုဖြစ်နှလုံးဖြည့်မယ် 1s ပြီးရင်ဘယ်ကိုကူးမလဲဆိုတော့ 2s ကိုကူးမယ် 2s 2လေးလုံးရှိသွားပြီเนาะနောက်ပြီးရင် 2s မှာပြီးသွားရင်ဘယ်ကိုကူးမလဲ 2p ကိုကူးမယ်ကဲ 2p อ่ะဆိုဘယ်နှလုံးထိလက်ခံနိုင်လဲ6လုံးပြီးဆိုရင်6လုံးထိလက်ခံနိုင်တယ်ဟ
ဟုတ်နော်ပြီးဆိုရင်6လုံးထိလက်ခံနိုင်တယ်ဆိုတော့ပြောခဲ့ဒါဆိုဟုတ်ပြီ6လုံးဆိုတော့ဆရာတို့ဒီမှာဘယ်နှလုံးလို့လဲပြန်ကြည့်ဒီမှာ10လုံးရှိတာ10လုံးရှိတဲ့နေရာမှာဆိုတော့4လုံးဖြည့်ပြီးသွားပြီဆိုတော့4လုံးပဲလိုတော့တယ်အဲ့တော့လိုတဲ့4လုံးကိုဆိုတော့ဒီမှာ 2p4 လို့ဆရာရေးမယ်ပြောချင်တာဆိုတော့6လုံးထိလက်ခံနိုင်တယ်6လုံးမပြည့်လေရတယ်ဒါကြောင့်ဆိုတော့ဒီမှာပြန်ပေါင်းတော့4လုံးလာဆုံးတယ်ပေါ့အဲ့တော့ဆိုတော့ 1s2 2s2 2p4 ရပြီနော်နောက်တစ်ခုလောက်ဆက်သွားကြည့်မယ်ဒီမှာ fluorine ဆိုပါစို့ fluorine ဆို atomic number 9ပေါ့နော်9ဆိုတော့ကဲအဲ့လိုဘယ်လုံးရှိရလဲ6လုံးရှိတာ6လုံးရှိတော့ဆိုခုနကတော့10လုံးတော့က 2p4 ဆိုရင်6လုံးဆိုရင်ဒီမှာဆိုတော့တစ်ခုတိုးလိမ့်ပြီးသွားပြီပေါ့နော်ဆိုတော့ဒါလေးကကိုကျွမ်းကျင်ရင်အလွယ်ရေးလို့ရပါပြီ 1s2 2s2 2p5 ပေါ့ဩပြီးသွားပြီ6လုံးမပြည့်သေးရတော့ရသေးတယ်ပေါ့ဒါဆိုဥမာနောက်တဲ့ဆိုတော့ခုဆက်ကြည့်အောင်ဥမာဆိုတော့ sulfur ဆိုပါတော့ dominant မှာဘယ်လောက်လဲ16ပေါ့ dominant မှာ16ဒါဆို16ဆိုတော့ကျွန်တော်တို့ဘယ်ဟာစဖြစ်မလဲ 1s ကရင်စဖြစ်မယ် 1s 2 2s 2ပြီး 2p6 3s 2ဟုတ်လားဆရာဘယ်နှလုံးရှိပါလဲပြန်ကြည့်အောင်10လုံး12လုံးရှိသွားပြီဆိုတော့ဘယ်နှလုံးလိုတာလဲ16လုံးလိုတာဒါဆို12လုံးရှိသွားတော့ဘယ်လုံး4လုံးပဲကျန်တော့တယ်ဒါဆို 3s ဆိုတော့ဘယ်ကူးမလဲ 3p ကိုကူးဒါဆို 3p ဘယ်လောက်လဲ4ဟုတ်လားဒါဆိုတော့ပြန်ပေါင်းမယ်2 4 10 16ရပြီเนาะဒါဆိုကျွန်တော်တို့ sulfur ကိုဖြည့်ပြလိုက်တာဖြစ်တယ်ဒါဆိုဒီပုံစံတိုင်းဖြည့်သွားတာဆိုတော့ဒါဘယ်နည်းနဲ့ဆိုဖြည့်တာလို့ခေါ်လဲဆိုရင်အဲ့ဒါ Opper principle ရဖြည့်တယ်လို့ဆိုခေါ်တယ် Opper principle က electron ကိုဖြည့်တဲ့အခါမှာဘယ်လိုဖြည့်ရမလဲစွမ်းရင်နှိမ့်ရာကနေမြင့်ရာကိုဖြည့်ရမယ်လို့ပြောထားတယ်ပေါ့နော်ဒါသူ့ရဲ့ definition လေးဆိုတော့တစ်ခါလေးကြည့်လို့ရအောင်သူ့ရဲ့ definition လေးဆိုတော့တစ်ခါလေးကြည့်မယ်ဆိုတော့ဒီမှာရှိပါတယ်စာမျက်နှာ2မှာရှိပါတယ်အဲ့တော့ Opper principle ကဘာထားလဲဆို according to the Opper principle လေ Opper principle အရာပေါ့နော်။ Why ခွင်းနဲ့ဟာဆက်မပြောတော့ဘူး။ Opper principle အရာဆိုရင် electron are free လေ electron ကိုဘာလို့ရမလဲဖြည့်ရမယ် in the lower energy atomic orbital lower energy atomic orbital စွမ်းရင်နှိမ့်တဲ့ atom ပတ်လန်းတွေကိုဘာလို့ရမလဲ electron တွေဖြည့်ရမယ် before failing ဆိုတော့မဖြည့်မီဘူး higher energy 1ဆို before failing higher energy 1ဆိုတဲ့ဘက်ကစွမ်းရင်မြင့်တဲ့ပတ်လန်းကို before failing ဘာမလုပ်မီမဖြည့်မီစွမ်းရင်နှိမ့်တဲ့ပတ်လန်းတွေကို electron ဘာလို့ရမလဲဖြည့်ရမယ်ဒါကြောင့်သူကစွမ်းရင်နှိမ့်တဲ့ပတ်လန်းကိုအရင်ဖြည့်စွမ်းရင်နှိမ့်တဲ့ပတ်လန်းကနေမှတစ်ဆင့်မြင့်ရာကိုဘာလို့ရမလဲတဖြည်းဖြည်းချင်းဖြည့်သွားရမယ်လို့ပြောထားတာဖြစ်တယ်ဒါကြောင့်သူကဒီမှာ order for filling the orbital လေသူက orbital တွေကိုဆိုတော့ electron ဖြည့်တဲ့အခါမှာဘယ်လိုပုံစံဖြည့်ရမလဲဆက်ခုနကပြခဲ့တယ်စွမ်းရင်နှိမ့်ရာကနေမြင့်ရာကိုဖြည့်ရမယ်အနေဆုံးကဘာလို့လဲ 1s being 2s 2p 3s 3b 4s 3d 4p တွေ့ရနော်ဆိုတော့ 4p ဒီဆိုတော့ဒါသွားမယ်ပေါ့အဲ့တော့ 1s ကနေ 4p ဒီဒါအစင်လိုက်စီပြပေးထားတယ်အဲ့တော့ပြန်ပြောရရင် according to Opper principle အရာ electron are free electron ကိုဖြည့်ရမယ် in the lower energy atomic orbital စွမ်းရည်နှိမ့်တဲ့ atom ပတ်လန်းတွေကိုအရင်ဖြည့်ရမယ်ဘယ်ချိန်မှာလဲ before failing higher energy 1လေစွမ်းရည်နှိမ့်တဲ့ပတ်လန်းတွေကိုမဖြည့်မီစွမ်းရည်နှိမ့်တဲ့ပတ်လန်းတွေကိုဘာလုပ်ရမလဲအရင်ဖြည့်ရမယ်ဒါဆိုရင်နားလည်လောက်ပြီးထင်ပါတယ်เนาะအဲ့တော့ဆရာတို့ဒီနေ့တော့ဒီ Opper principle လေးပဲဆရာပြောခဲ့ပါမယ်အဲ့တော့ဒါတို့သမီးတို့လည်း Opper principle နဲ့ပတ်သက်ပြီးတော့မှတခြားသောလေ့ကျင့်ခန်းတွေကိုယ့်ဘာသာကိုလေ့ကျင့်ကြည့်လို့ရပါတယ်ဟိုမှာဆရာတို့ဒီမှာဆိုရင်ဆရာနမူနာလေးပေါ့เนาะဟိုမှာဒါတို့သမီးတို့အနေနဲ့ဘာတွေကိုလုပ်လို့ရလဲဆိုတော့ဟိုမှာဆရာခုနကတော့လီသီယမ်ရေးပြခဲ့တယ်ကာဗွန်ရှိမယ်ဟာလာနောက်တစ်ခြားသောအလူမီနီယမ်တို့ကလိုရင်းတို့ဘရိုမင်းတို့ဒါတွေလည်းလောက်သမီးတို့ဆက်ပြီးတော့လေ့လာလို့ရပါတယ်เนาะနောက်တစ်ချိန်ကျမှဆိုတော့ကျန်တဲ့အပိုင်းကိုဆက်ပြီးတော့ပြောပါမယ်ဒီနေ့တော့ဒီလောက်ပါပဲ